တော်လန်ရေးရဲ့ကိုကျင်တရားစံတက်ခံနေရပြီလားရင်းမှာပင်အမျိုးသမီးရဲမေအမှုဒါဟာတာမန်ရာဇဝတ်မှုလားဒါမှမဟုတ်တော်လန်ရေးရဲ့အနာဂတ်ကိုချင်းချောက်နေတာလားမင်္ဂလာပါခင်ဗျာရင်းမှာပင်ခရိုင်အမှတ်20တက်ရင်းကအမျိုးသမီးရဲမေအမှုဟာအွန်လိုင်းပေါ်မှာတင်မကပဲတော်လန်ရေးအတိုင်းဝိုင်းတစ်ခုလုံးမှာပါအလွန်တရာရိုက်ခတ်မှုပြင်းထန်နေတဲ့ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဒီဖြစ်ရပ်ဟာတာမန်ရာဇဝတ်မှုတစ်ခုထံမကပဲကျွန်တော်တို့မျှော်လင့်နေတဲ့ Federal Democracy မျှော်မှန်းချက်တွေအတွက်ပါကြီးမားတဲ့စံတက်ချက်တစ်ခုဖြစ်လာခဲ့ပါတယ်ဒီဖြစ်ရပ်ကြောင့်အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ຫນွေဦးတော်လန်ရေးရဲ့ပုံရိပ်အပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုအချက်အလက်အခြေပြုပြီးသုံးသပ်ကြည့်ကြရအောင်ပါပထမဆုံးရိုက်ခတ်မှုကတော့တရားမျှတမှုအပေါ်လူထုရဲ့ယုံကြည်ကိုးစားမှုပါပဲတော်လန်ရေးရဲ့အတိကမနိုင်ဟာစစ်အာဏာရှင်တွေရဲ့မတရားမှုကိုတိုက်ဖျက်ဖို့ဖြစ်ပါပဲအခုလိုမိမိတို့လက်အောက်ခံတည်ရမှုအဆင့်ရှိသူကိုယ်တိုင်ကျူးလွန်မှုမှာပါဝင်နေတဲ့ဆိုတဲ့တန်တရားတွေဟာလူထုရဲ့ယုံကြည်မှုကိုအကြီးအကျယ်ထိခိုက်စေပါတယ်NUG အနေနဲ့ဒီအမှုကိုပင်လဲမြင်သာစွာနဲ့ထိရောက်စွာမဖြေရှင်းနိုင်ခဲ့ရင်ပြည်သူတွေဟာတော်လှန်ရေးအဖွဲ့အစည်းတွေကိုစစ်ကောင်စီရဲ့လုပ်ရက်တွေနဲ့မချားနာဘူးလို့မြင်လာနိုင်တဲ့အန္တရာယ်ရှိပါတယ်။နံပါတ်2ကနိုင်ငံတော်ဇန်နုံးနဲ့ထောက်ခံမှုအပေါ်တက်ရောက်မှုဒီလိုယုံကြည်မှုစံတက်ချက်ဟာပြည်တွင်းတင်မကပဲပြည်ပအထိပါအကျိုးဆက်တွေရှိလာနိုင်ပါတယ်။ຫນွေဦးတော်လှန်ရေးဟာနိုင်ငံတော်ရဲ့ထောက်ခံမှုကိုရဖို့အတွက်လူအခွင့်အရေးနဲ့ကျင့်ဝတ်ဇန်နုံးတွေကိုအလေးထားကြောင်းအမြဲပြသနေရတာပါ။အထူးသဖြင့်ကြားမှအခြေပြုအကြမ်းဖက်မှုလိုလိမ်ပိုင်းဆိုင်ရာကျူးလွန်မှုတွေဟာနိုင်ငံတကာအလွန်အမင်းအလေးထားတဲ့ကိစ္စရပ်တွေဖြစ်ပါတယ်။ဒီအမှုကိုကင်တွယ်ဖို့အမှားယွင်းရှိခဲ့ရင်နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထောက်ခံမှုနဲ့အတိအမှတ်မှုတွေဟာတဖြည်းဖြည်းလော့ကျသွားနိုင်ပါတယ်။နံပါတ်3ကတော်လန်ရေးအင်အားစုများအတွင်းစီးလုံးညီညွတ်မှုပြိုကွဲနိုင်ခြေနိုင်ငံတော်ပုံရိပ်နဲ့အတူစိုးရိမ်စရာကောင်းတာကတော့ပြည်တွင်းကတော်လန်ရေးအင်အားစုအချင်းချင်းကြားကအကြောင်းတွေပါပဲ။အရက်ဘတ်လူမှုအဖွဲ့အစည်းပေါင်း149ခုကအိတ်ခွင့်ပေးစာပေးဖို့တောင်းဆိုခဲ့တာဟာတော်လန်ရေးအစိုးရနဲ့အရက်ဘတ်လူမှုအဖွဲ့အစည်းတွေကြားမှာသဘောထားတင်းမာနေတာကိုအထင်ရှားပြသနေပါတယ်။နံပါတ်4ကရန်သူကိုလက်နက်တက်ပေးလိုက်တယ်လို့ဖြစ်သွားတာပါပဲ။စစ်ကောင်စီဟာဒီဖြစ်စဉ်ကိုအသုံးချပြီးတော်လန်ရေးအဖွဲ့အစည်းတွေဟာစီကံမရှိဘူးရာဇဝတ်မှုတွေကျူးလွန်နေတယ်ဆိုတဲ့ဝါဒပြမှုတွေကိုအရှိန်အဟုန်လှုပ်ဆောင်လာမှာဖြစ်ပါတယ်။ညီကုန်းချုပ်အနေနဲ့နှိုးဆော်ချင်တာကဒီအမှုဟာ NUG အတွက်တင်မကပဲတနိုင်ငံလုံးအတွက်ခါကြီးရဲ့စာမေးပွဲတစ်ခုပါ။တည်ရင်မှုအဆင့်ကိုထိရောက်စွာအပြစ်ပေးနိုင်ရင်NUG ရဲ့တရားဥပဒေစိုးရိမ်မှုဟာစစ်ကောင်စီထက်တာလွန်ကြောင်းတက်တည်ပြနိုင်မှာဖြစ်လာသလိုအမှုကိုသာဖုံးကွယ်ထားရင်တော့ຫນွေဦးတော်လန်ရေးရဲ့အကြီးမားဆုံးအားသာချက်ဖြစ်တဲ့ကိုကျင်တရားဆိုင်ရာအသာစီးရမှုကိုဆုံးရှုံးသွားစေမှာဖြစ်ပါတယ်။မိဘပြည်သူများအနေနဲ့လည်းဒီအမှုရဲ့ဖြစ်စဉ်တွေကိုမျက်ခြေမပြတ်စောင့်ကြည့်ကြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဘက်ကလည်းနောက်ဆက်တွဲသတင်းထူးတွေရှိရင်ထပ်မံတင်ပြပေးသွားပါမယ်။အခုလိုတော်လန်ရေးရဲ့အရေးကြီးတဲ့သုံးသပ်ချက်သတင်းတွေကိုလက်လွတ်မခံရအောင်ကျွန်တော်တို့ရဲ့ YouTube Channel ကိုအခုပဲ Subscribe လုပ်ထားကြဖို့တိုက်တွန်းလိုပါတယ်။ဘေးနားကခေါင်းလန်းလေးကိုနှိပ်ထားပေးဖို့မမေ့ပါဘူးနော်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်